喂，你阿呗？ ဒူရင်းနီးစားဖို့ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာမဟုတ်ဘူးထိုင်းနိုင်ငံမှာလည်းအခုလိုမျိုးတန်းစီလိုက်ရတယ်ဒီဒူရင်းနီးစားဖို့အတွက်ကိုမိနစ်နဲ့10လောက်တန်းစီမှဝယ်လိုက်ရတယ်ပေါ့နော်သူကဈေးထဲမှာကားနဲ့လက်ရောင်းတာဖြစ်ပါတယ်ကားနဲ့လက်ရောင်းတဲ့ခါမှာကျတော့သူကပုံမှန် 1kg ကို165ဆိုလို့ရှိရင်သူကအခု135နဲ့ရောင်းနေတဲ့အတွက်ကြောင့်မလို့လူတိုင်းတန်းစီနေတာဖြစ်ပါတယ်မိနစ်20လောက်တန်းစီပြီးတော့ကိုယ်လက်ရောက်တဲ့ခါမှာကျတော့သူကအလုံးရွေးခိုင်းနေကိုရွေးရအောင်ချိန်လိုက်တယ်ပေါ့နော်ကိုရွေးတဲ့အလုံးက330ကျတော့တယ်ဘယ်လောက် kg မှန်းတော့မသိဘူးသူကဟာလူတွက်လိုက်တယ်ပေါ့နော်အဲ့ဒါနဲ့ကိုလည်းပေးမှအထုပ်ဆွေးမှ11တတနဲ့ပြန်လာတယ်ပြီးတော့အဲ့ဒီဟာနဲ့သူရဲ့စားဖို့အတွက်အမမင်းကွတီဝယ်လိုက်တယ်မင်းကွတီထိုင်းနိုင်ငံမှာလုံးဝသူတို့ကလေဒါရွေးချယ်ခွင့်မပေးဘူးเนาะဒီတိုင်းပဲသူတို့ချိန်ပေးတာပေါ့เนาะအဲ့ဒါနဲ့သူတို့ချိန်ပေးတဲ့ဟာပဲယူလာရတယ်ဒါနဲ့စကားမဆက်တရုတ်လိုဒူရင်တီကိုလျိုးလျံကိုလို့ခေါ်ပါတယ်လျိုးလျံလို့လည်းခေါ်တယ်ပေါ့เนาะသူက plastic လေးနဲ့လုပ်ထားပြန်ဖက်လေးနဲ့ချစ်စရာလေးမှာနိုင်ရမွေးထိုင်းနိုင်ငံတခြားမြို့နယ်တွေတော့မသိဘူးမပြောတော့ဘောနော်ကိုနေတဲ့မြို့မှာကတော့မြို့ဘက်မှာတော့လုံးဝအတီးဆိုရင်သူတို့ရွေးတာပဲထည့်ပေးတယ်ဘောနော်ကိုယ်တိုင်ရွေးပိုင်ခွင့်မရှိဘူးဘောနော်သူတို့ရွေးရစားအဲ့လိုပဲဒါပေမဲ့ဘာပဲပြောချင်တဲ့ဒူရင်ဒီငါးမွာပါတယ်အကြီးကြီးလေးတွေပဲတန်မှတန်ဒီနေ့ကကောင်းစားမယ်မွာလေးပါလားဒီကြီးဆုံးခါပါအကြီးဆုံးကစားမယ်喂，你阿呗？对吧这个讲呢冇散糊根呢不糊想看什么咱们刚好我们那标签的叫了你要付出多了သူကလေဒီမျိုးအိတ်နဲ့ပါ plastic အိတ်နဲ့ပါထည့်လာပြီးဆိုတော့စားရတော့လက်အိတ်မရှိတော့မှအဆင်ပြေရပေါ့နော်တနေ့ကရှိပြီးမှအသားများတယ်စားကြပါအောင်ပြောမယ်စားကြပါအောင်ဘာဘာကြီးမမလိုက်အရင်ကောင်းတော့စားအောင်လို့ခေါ်တော့ဒီတဲ့ဒီဘာဘာကြီးမအရှိဆုံးစားတယ်ဘယ်တော့နဲ့ဘိုက်ဝါပါစားချင်တော့ကြီးဆုံးလေးစားလိုက်တယ်စီဆိုတဲ့လေဖိနောက်ကြည့်လိုက်ဖိနောက်ကငါခုဆိုရင်ငါမွာတယ်ညလေးကဘယ်တူလဲဒေကလေးဟဲ့လားမကြိုင်နေဘူးဘာထိုင်နေမလဲလှမ်းမလားကဲဒါတော့လုံးဝစားမကုန်လို့နှစ်ခုပို့ပါရပေါ့နော်အဲ့ဒါလေးကိုတင်ပြီးတော့ညတကောင်ပိုက်ဆိုင်ထပ်စားပါမယ်မဆိုင်လဲမနဲ့ပိုင်းထပ်စားမယ်ပေါ့နော်ကဲဒီလိုဘူးလေးနဲ့မှာ plastic ပါလို့တကြောင်မို့ဒါပေမဲ့ထုတ်ပို့မှာတင်လိုက်ရုံပဲကဲ bye bye